ကျွန်တော်ကမင်္ဂလိတီးတန်ကျောင်းတစ်ကျောင်းမှာဖေးဆရာအစ်အဖြစ်အလုပ်ဝင်ခဲ့တယ်အလုပ်ဆောင်ဝင်တဲ့ပထမနေ့မှာပဲကျွန်တော်ရှိမှမင်္ဂလိကျောင်းသူအများကြီးရက်နေကြတာကိုကြည့်ပြီးစိတ်ထဲမတည်ငြိမ်နိုင်တော့ဘူးတချို့ကအားကစားဝတ်စုံပါးပါးလေးတွေနဲ့ကျွန်တော်ကတော့အချိန်တိုင်းမျိုးချနေရတယ်လို့ဖြစ်နေတယ်ဘလို့မှမသိပထမနေ့ကိုအဆုံးထိတော့ကြော်ဖြတ်နိုင်ခဲ့တယ်ညရောက်တော့မှကိုယ်စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီးမဖြစ်တဲ့အတွေးတွေမတွေးတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတကားကောက်တန်တက်လာတယ်တကားဖွင့်ကြည့်တော့အတန်းထဲကအလှဆုံးကောင်မလေးမျက်နှာနီးရဲနေပြီးအဖြူရောင်ဝတ်ပါးပါးလေးပတ်ထားတယ်အတန်တုံနဲ့ဆရာဖိုင်ကျေးဇူးပြုပြီးကျမကိုအထက်ဝင်ခွင့်ပေးပါကျွန်တော်ကမင်္ဂလိတီးတန်ကျောင်းမှာတယောက်တည်းရှိတဲ့အမျိုးသားဆရာကျွန်တော်အစားထိုးဝင်လာရတဲ့ဆရာဟောင်းချင်းပေါ်ကတော့အလုပ်လွဲပြီးချိန်မှာစကားတခုပဲခြံခဲ့တယ်ဒီနေရာကကောင်းကင်ဘုံလည်းဖြစ်တယ်ငရဲလည်းဖြစ်တယ်အဲ့ဒီလိုပြောပြီးနောက်ကိုတော့မလှည့်ပဲထွက်သွားခဲ့တယ်ကျွန်တော်ကတော့အားတင်ပြီးတော်တော်ကြာတိတ်တိတ်လေးရက်နေမိတယ်တကယ်တော့ဒီကျောင်းမှာအလုပ်ရတဲ့အချိန်ကစပြီးအခုထိအိမ်မက်လိုခံစားနေရတော့မယ်ကျွန်တော်ကအားကစားပညာမေဂျာနဲ့ပွဲရထားတာပွဲရပြီးအလုပ်လျှောက်စာတွေအများကြီးပို့ခဲ့ပေမဲ့ကျွန်တော်ကိုလက်ခံတဲ့ကျောင်းကဒီတစ်ကျောင်းပဲရှိတယ်တကယ်ရောက်လာတော့မှသိလိုက်ရတာဟာဒီကျောင်းကမင်္ဂလိကျောင်းလားဒါပေမဲ့မင်္ဂလိကျောင်းမှာဘာလို့အမျိုးသားဖြစ်စရာလိုတာလဲမင်္ဂလိနီးပြတွေလည်းရှိတာပဲမဟုတ်လားဘလို့မှနားမလဲပေမဲ့လစာကကောင်းတယ်ဆရာအိတ်ခမ်းတီးတက်လည်းပေးထားတယ်ဒါနဲ့ရောက်လာပြီးသားပဲဆက်လုပ်ကြည့်တာပေါ့လို့ဆုံးဖြတ်လိုက်တယ်အခြေချပြီးတဲ့နောက်သူ့ကျောင်းအုပ်ချန်ရှူကကျွန်တော်ကိုဆရာဟောင်းချင်းဘော့စီသွားပြီးအလုပ်လွဲယူဖို့ခေါ်သွားတယ်ရှိန်ဘိုကိုပထမဆုံးမြင်တဲ့အချိန်မှာကျွန်တော်တကယ်လန့်သွားတယ်သူကအရန်ပိန်လို့နေတယ်ပါခွက်ချိုင်ဝင်မျက်ကွင်းညိုနှစ်ခတ်ရောင်တောင်မရှိတော့ဘူးအရက်က6ပေကျော်ပေမဲ့ကြွက်သားလုံးဝမရှိပဲအယိုးပေါ်အရေးတင်ပဲကြံနေတယ်လို့ဒီလူဘာဖြစ်ခဲ့တာလဲဆိုတာပဲစိတ်ထဲဝင်လာတယ်သူကစကားနဲ့လူလိုအပ်တာပဲပြောတယ်ပုံမပြောဘူးဒါပေမဲ့ကျွန်တော်ဘက်ကသူ့မျက်လုံးမဲမဲတွေနဲ့ခိုးကြည့်နေတယ်လို့အမြဲခံစားရတယ်တကယ်ကိုစိတ်မသက်မသာဖြစ်စေတယ်လှုပ်လွှဲပြီးတော့ရှိန်ဘောကကျွန်တော်ကိုအကြာကြီးစိုက်ကြည့်တယ်အကြည့်ထဲမှာမနာလိုမှုမကျေနပ်မှုနဲ့ရှင်းမပြနိုင်တဲ့ခံစားချက်တွေရောနေတယ်လို့ပဲဒီနေရာကကောင်းကင်ဘုံလည်းဖြစ်တယ်နေရဲလည်းဖြစ်တယ်အဲ့ဒီလိုပြောပြီးဖြည်းဖြည်းချင်းထွက်သွားတယ်အဲ့ဒီစကားကတကယ်ထူးဆန်းတယ်ဒါပေမဲ့သူ့အခြေအနေကြည့်ပြီးစိတ်ပိုင်းဆိုင်ရာမကောင်းတော့လို့ထူးထူးဆန်းဆန်းပြောတာပဲဖြစ်မယ်လို့ပဲတွေးလိုက်တယ်စပွဲမှာထိုင်ပြီးပစ္စည်းတွေတိမ့်နေတော့အောက်ဆုံးအန်ဆွဲထဲမှာရှိန်ဘာချန်ထားခဲ့တဲ့ဖိုင်တစ်ဖိုင်တွေ့လိုက်တယ်ဖွင့်ကြည့်လိုက်တော့ကျွန်တော်မယုံနိုင်တော့ဘူးရှိန်ဘောကကျွန်တော်နဲ့အသက်တူတူပဲဒါပေမဲ့အခုမြင်ရတဲ့ပုံစံနဲ့ဆို10နှစ်လောက်ပိုကြီးတယ်လို့ပြောရင်တော့လူတိုင်းယုံမယ်ဖိုင်ထဲကအလုပ်ဝင်ရက်ကိုကြည့်လိုက်တော့သူဒီကျောင်းဆောက်ဝင်တာတလားပဲရှိသေးတယ်ဖိုင်မှာကတ်ထားတဲ့တပ်ပုံတွေကရှိန်ဘောကတော့လုံးဝမတူတဲ့လူတစ်ယောက်မျက်ခုံးတူမျက်လုံးထက်မျက်အပြုံးတောက်တောက်နဲ့အဖြူတိုင်းချပါအောက်ကစက်သားတွေကအားပြင်းနဲ့ကျွန်တော်ကိုယ်တိုင်ဒီဖိုင်မမြင်ရင်အဲ့ဒီလူနဲ့အခုတွေ့တဲ့အယိုးပုံစံလူတစ်ယောက်တည်းဆိုတာလုံးဝမယုံနိုင်ဘူးအဲ့ဒီအချိန်မှာပဲကျွန်တော်ပိုက်အေးသွားတယ်တလားအတွင်းဘာဖြစ်ခဲ့လို့ဒီလောက်ပြောင်းသွားတာလဲအဲ့ဒီအတွေးထဲမှာပဲတူကျောင်းချန်ရှိဝင်လာတယ်လားစင်းရဖေးတန်းရှိတယ်ကျောင်းသူတွေစောင့်နေကြပြီလို့ပြောပြီးကျွန်တော်လက်ကိုဆွဲခေါ်သွားတယ်သူ့လက်ထိတာနဲ့တင်ကျွန်တော်မျက်နှာနေသွားတယ်ချန်ရှိကအသက်30ဝန်းကျင်ခန္ဓာကိုယ်ချိုးစားကအရန်ဆွဲဆောင်မှုရှိတယ်ကိုကတ်စကဝတ်ထားတာကြောင့်ပိုပြီးထင်ရှားနေတယ်သူဒီလောက်တိုက်ရိုက်ဆက်ဆံတာကကျွန်တော်တို့အတွေ့အကြုံနေတဲ့သူအတွက်တကယ်ရင်ခုန်စရာပဲချန်ရှိကကျွန်တော်မျက်နှာကိုကြည့်ပြီးပြုံးလိုက်တယ်ငါတို့ကလူကြီးတွေပဲလေဘာလို့ဒီလောက်တောက်တင်းနေတာလဲငါတော့မင်းကိုဒီလောက်ရှက်အောင်လုပ်နိုင်ရင်ကိုကောင်မလေးတွေကိုတွေ့ရင်ပိုဆိုးမယ်လို့စနောက်တယ်ကျွန်တော်ရှက်သွားပေမဲ့သူပြောတာမှန်တယ်မင်းကလေးတွေနဲ့ပဲပြည့်နေတဲ့အကြောင်းမှာတယောက်တည်းမျိုးသားဆရာအနေနဲ့ကိုယ်စိတ်ကိုမထိန်နိုင်ရင်အလုံးမဖြစ်နိုင်ဘူးအားကစားကွင်းသွားတဲ့လမ်းမှာချန်ရှိကမဲတဲ့ဟိုက်အကြောင်းရှင်းပြတယ်ဒီကျောင်းကကျောင်းသူအများစုဟာမိဘမဲ့တွေဒါမှမဟုတ်မိဘမရှိတယ်လို့ကြီးပြင်းလာရတဲ့ကလေးတွေမဲတဲ့ဟိုက်ကို Made Foundation ဆိုတဲ့ပရဟိတအဖွဲ့ကတည်ထောင်ထားတာကျောင်းကခမယူဘူးနေစရိတ်စားစရိတ်အကုန် Foundation ကတာဝန်ယူပေးထားတယ်အဲ့ဒီစကားကြတော့ကျွန်တော်လည်းစိတ်ထဲတကယ်လေးစားသွားမိတယ်